ဒါနဲ့လေစိတ်ဝင်းမှာဈေးအပြည့်ဆုံးကဘာရှိမလဲအော်ဟောဈေးမြင့်ဆုံးဆိုလို့ရှိရင်လေ7သိန်းကျော်တယ်မဟုတ်ဘူးဘူတိုင်းနေရှိတယ်ဟုတ်လားအဲ့ဆိုအမကိုဆက်ပြကွက်တစ်ခွက်လားဆက်ပြကွက်တစ်ခွက်လားဆက်ပြကွက်မရှိဘူးအော်ရှိတယ်ဟုတ်ပါမှာပြပေးမယ်ဟုတ်ဟာဟာနေလေပေးလာတယ်စိတ်ဝင်းခံလီမှာဝင်နေကြဦးရဲ့ဟုတ်လားအားရပါရွေးလာဒါနဲ့ဦးရောဦးလည်းစိတ်ဝင်ဖမီမှာဝင်နေကြပါဟိုကလေဦးကအေးအဖွားကြီးလေအေးအဖွားကြီးဗါတဲ့ရေချိုးကန်းပြင်မဲတဲ့အဲ့ဒါဘေးစင်တွေရောတဲ့နောက်ပြီးတော့ဘူတိုင်းတွေရောတော့ဝယ်ဆိုတာဘူတိုင်းလာဝယ်တာအဲ့ဆိုဘာမှမစားသေးဘူးငါဘူတိုင်းနဲ့မှထည့်စားလိုက်ပါဘူတိုင်းနဲ့မှစားမှလေဘာလို့ပြောနေရလဲမဟုတ်ပါဘူးဦးနဲ့လေနေတဲ့စားလေတူတူစားမလားဟုတ်လားနင်ကကျွေးမလားရတယ်လေနင်ကကျွေးဘာဖြစ်စားမဘာကျွေးမလဲချီတော့ကြီးဆွဲစားမလားကျွေးရတယ်ဒီဘာလို့ပြောနေလဲဟုတ်ဘာမှပြောဘူးဟိုဘေးစကားတွေမယုံပါနဲ့ဘေးကနေတယောက်ပဲရှိတာလေဟုတ်ဘေးလူတွေပြောတဲ့စကားမယုံပါနဲ့လို့ပြောတာပြီးတော့အေးစစ်စားကြတာပေါ့နင်ရောအခုဒီမှာရောက်တော့ခက်လေလက်ဆောင်ပေးခြင်းလို့ဘာလေးလိုချင်လဲရည်လေးပေါ့ဦးရအမပြလိုက်နားနဲ့ဒီမှာလေခုနကလေအမကြည့်ထားတယ်လေအဖိုးတိုင်းနှလုံးပြီးသွားလို့ရှိရင်လေဘေးစင်ခုနှစ်လုံးနင်းတို့ကလေအများဆုံးအိမ်သာဖွင့်စားတာအဲ့လိုတော့မဟုတ်ပါဘူးဘိုးတိုင်းကလေမနေ့တလုံးညတလုံးတက်တာမနေ့တလုံးညတလုံးတက်တာရှယ်ဖင်မဲနော်ပြီးတော့လေဘေးစင်ကခုနှစ်လုံးတိတာဘေးစင်သူနဲ့လေရွေးထားတယ်အကုန်ထည့်လိုက်တော့ညီမလေးတော့ဖြစ်တယ်လို့အဲ့ဆိုစင်းရင်လှုပ်လိုက်တော့ဟုတ်လှုပ်လိုက်ဦးရောက်တုံးလေဦးရှိတော့ဒီဘက်မှာရှင်းမယ်ဒီဘက်မှာရှင်းမယ်ဦးရှိတော့နော်ဦးရှိအောင်မရှိစင်တော့ဒါတော့ဦးဟာသူဟာတော့နည်းနည်းများတယ်ဟင်သူဟာများတယ်လားအမလေးများလိုက်တာဟုတ်တယ်ဟာဘေးစင်ကခုနလုံးဒိုရန်တုံးလုံးတ िश ူပေါင်းတယ်အမလေးတော့ကောင်းတယ်တော်များလားဟုတ်ကဲ့ဦးပါနော်ဟုတ်တယ်သူ့သာသူ့ပေးလိုက်ရတယ်ဘာလို့တမီဦးလေဘာမှမရေးရတယ်အလွတ်တရလောက်ပေးပါသမီးပေးလို့မရဘူးဘာလို့မလုပ်ဘူးသူစင်းတင်မရမှာမရဘူးပေးလို့မရဘူးလုံးဝမရဘူးမလုပ်ပါနဲ့သမီးဘဝပြက်လိမ့်မယ်ဥပဝဒါသမီးဘဝပေးလို့မရဘူးဘဝနဲ့ငါဘောဒုက္ခရောက်ခလုံးမယ်သမီးဟိုပါသူဘာလို့ကြည့်လဲလူစင်တိုင်းတော်ပေးလိုက်နော်ခဏလေး